ခွေးပိုင်ရှင်တိုင်းဒီအခြေခံ၅ချက်ကိုသိထားဖို့လိုပါတယ်။ဒါတွေကအသင့်ခွေးကိုကျန်းမာပြီးပျော်ရွှင်စေမှာပါ။ပထမရေကိုအမြဲရရှိအောင်ထားပေးပါ။ခွေးတွေဟာရေမရှိရင်24နာရီအတွင်းအန္တရာယ်ရှိနိုင်ပါတယ်။ဒုတိယနေ့စဉ်လမ်းလျှောက်ပေးပါ။ခွေးတွေကိုအိမ်ထဲမှာပဲထားရင်စိတ်ဖိစီးမှုများပြီးအပြုတ်အမူပြဿနာတွေဖြစ်တတ်ပါတယ်။တတိယလူသုံးအစားအစာတွေမကြွေးပါနဲ့။ချောကလက်၊ကြက်ရိုး၊ကြက်တုံပြူတွေဟာခွေးတွေအတွက်အဆိပ်ဖြစ်ပါတယ်။စတုတ်ထနှစ်စဉ်ကာကွယ်ဆေးထိုးပေးပါ။ရေကြောင့်ကြောင်ချောက်ယောဂါတို့ကနေကာကွယ်ဖို့အရေးကြီးပါတယ်။ပိန်စမခွေးကိုချစ်ပါဒါပေမဲ့စီကံလည်းတတ်မှတ်ပေးပါ။ခွေးတွေဟာချစ်ချင်းမေတ္တာနဲ့အတူစီကံကိုလည်းလိုအပ်ပါတယ်။ဒီအခြေခံ၅ချက်ကိုလိုက်နာရင်တင့်ခွေးဟာကျန်းမာပြီးတင့်ကိုအမဲချစ်နေမှာပါ။တင့်ခွေးလေးကိုရောဘလို့ဂရုစိုက်လဲခမန်းနမှာမျှဝေပေးခဲ့ပါဦးနောက်တစ်ပုတ်ကိုလွဲမသွားအောင်လဲ follow လုပ်ထားပါဦးနော်